73နှစ်အရွယ်ကလေးလေးဖြစ်ပေမဲ့ချောမောတဲ့ရုပ်ရည်ကြောင့်နာမည်ကြီးလာတဲ့ချိုက်တလောကတစ်တော့တစ်ပင်ကမမနဲ့ညီမလေးတွေကြားမှာရုပ်ချောလွန်းတာကြောင့်အရန်နာမည်ကြီးသွားတဲ့ကောင်လေးတစ်ယောက်ရှိပါတယ်။သူရဲ့နာမည်ကတော့ချိုက်လို့ခေါ်ပြီးတော့မိန်းမသားတို့ကြီးအတွက်တော့အရှိုက်ထီးရလောက်အောင်ကြွေရတဲ့သူလေးဖြစ်နေကြရပါ။ချိုက်ကအသက်73နှစ်သာရှိသေးတဲ့ကလေးလေးမှသိကြပေမဲ့သူရဲ့ဆက်ဆောင်မှုရှိတဲ့ရုပ်ရည်တွေကြောင့်ကလေးတို့မမြင်တော့ပဲကျူးကျင်စိတ်တွေကထိမရကြတော့ပါဘူး။ချိုက်ကမြန်မာပြည်မှာနေတဲ့တရုတ်ကောင်လေးဖြစ်ပြီးတော့တရုတ်စစ်စစ်ဖြစ်ပါတယ်။ဒါပေမဲ့မြန်မာပြည်ကိုချစ်လို့နေမျိုးအောင်ရဲ့သားအငယ်ဆုံးလေးထက်မြန်မာစကားကိုတောင်ပြီးသားတယ်လို့ကျွမ်းလဲကျွမ်းကျင်ပါတယ်။ချိုက်မှာမြန်မာနာမည်လည်းရှိပြီးတော့အောင်ဖုံးမြဲလို့ခေါ်ပါတယ်။တရုတ်ကောင်လေးဖြစ်တာကြောင့်ကြည်လင်တဲ့အသားရည်ရှိပြီးမျက်ရည်ပေတုံးလေးနဲ့ချိုက်ကချစ်ဖို့ကောင်းပါတယ်။တချို့ကတော့ချိုက်ကချုံမောလာပနေရမျိုးမဟုတ်ပဲချစ်မွေးပါတဲ့သူဖြစ်တယ်လို့ဆိုပါတယ်။ဘသူကမှအချစ်မခံရတဲ့မနာလိုဝင်တိုနေတဲ့သူတတိုက်ကတော့သူပါသူနေတဲ့ချိုက်ကိုအလိုလိုကြည့်မရဖြစ်ပြီးမြင်တာနဲ့ဝိုင်းပလင်းနေကြတာတွေရှိပါတယ်။ချိုက်ကတော့သူ့ကိုဝေဖန်အပြစ်ပြောနေတဲ့သူတွေကိုလည်းချစ်ချင်းမုန်းချင်းမရှိပဲအားလုံးကိုခွင့်လွှတ်ပေးထားပါတယ်။73နှစ်အရွယ်ကလေးလေးဆိုပေမဲ့လည်းရင်ကျက်မှုနဲ့ကိုယ့်အလုပ်ကိုအာရုံလွှဲမသွားပဲချိုက်ကပို့ပြီးတော့အောင်မြင်အောင်စူးစမ်းသွားအောင်ပါ